အားလုံးပဲမင်္ဂလာပါ Wisdom Wave မြန်မာမှာပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့တင်ဆက်ပေးမယ့်ဆောင်းလေးကတော့စီးပွားရေးလောကရဲ့နာမည်ကျော်ပုဂ္ဂိုလ်တဦးဖြစ်တဲ့ Harvard Business School မှပါမောက္ခ Clayton M. Christensen ရေးသားထားတဲ့ How Will You Measure Your Life ဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်။ဒီစာအုပ်မှာစီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာ theory တွေကိုစီးပွားရေးကဏ္ဍမှာသာမကကိုဘဝရဲ့ဆုံးဖြတ်ချက်တွေချမှတ်ရမှာဘလို့အသုံးချရမလဲဆိုတာကိုပြောပြပေးထားပါတယ်။ခရစ်စတန်ဆန်ဟာသူ့ရဲ့ចောင်းသားဟောင်းတွေကဘဝမှာအကြီးအကျယ်အောင်မြင်ခဲ့ကြပေမဲ့တချို့ကဘာကြောင့်မပျော်မရွှင်ဖြစ်နေရတာလဲတချို့ကဘာကြောင့်ထောင်ကျတဲ့အထိဖြစ်သွားရတာလဲဆိုတာကိုစဉ်းစားမိခဲ့ပါတယ်။အဲ့ဒီမေးခွန်းတွေကနေတဆင့်သူဟာစီးပွားရေးစီမံခန့်ခွဲမှုမှာအောင်မြင်အောင်လှုပ်ဆောင်တဲ့ theory တွေကိုကိုယ်ပိုင်ဘဝရဲ့ပျော်ရွှင်မှုအဓိပ္ပာယ်ရှိမှုနဲ့ရိုးသားဖြောင့်မတ်မှုတို့အတွက်ဘလို့အသုံးချနိုင်မလဲဆိုတာကိုမျှဝေပေးထားတာဖြစ်ပါတယ်။ဒီစာအုပ်ဟာဘဝရဲ့အဓိပ္ပာယ်ကိုရှာဖွေသူတိုင်းအတွက်အတိအမြင်ကျွယ်ဝလာစေမှာဖြစ်ပြီးမိမိရဲ့အသက်မွေးဝမ်းကြောင်းလုပ်ငန်းခွင်မှာဘလို့ပျော်ရွှင်စွာအလုပ်လုပ်မလဲမိသားစုချစ်ခင်ရသူတွေနဲ့ဆက်ဆံရေးကိုဘလို့ခိုင်မြဲပျော်ရွှင်အောင်ထိန်းသိမ်းထားနိုင်မလဲဘဝမှာဘလို့မျိုးရိုးသားဖြောင့်မတ်စွာနေထိုင်ပြီးမကောင်းမှုဘေးကနေရှောင်ရှားနိုင်မလဲစတာတွေကိုအပိုင်းလိုက်ဖော်ပြသွားမှာဖြစ်ပါတယ်။ခေါင်းဆက်အောက်ကမောကိုနှိပ်ပြီးတော့မိမိနှစ်သက်ရာအပိုင်းလိုက်လဲရွေးချယ်နာဆင်နိုင်ပါတယ်။အပိုင်းတစ်လုပ်ငန်းခွင်မှာပျော်ရွှင်ဖို့ဒီအပိုင်းမှာအသက်မွေးဝမ်းကြောင်းလုပ်ငန်းဆိုင်ရာပျော်ရွှင်မှု career happiness နဲ့ပတ်သက်ပြီးစီးပွားရေးလောကမှာအသုံးများတဲ့လှုံ့ဆော်မှုနေရာမှာ motivation theory ကိုကိုယ်ပိုင်ဘဝနဲ့ရှင်တွဲကဆွေးနွေးထားတာကိုတွေ့ရပါတယ်။လူတွေဟာအလုပ်တစ်ခုကိုရွေးချယ်တဲ့အခါဒါမှမဟုတ်လက်ရှိအလုပ်မှာပဲပုံမှုပျော်ရွှင်အောင်စူးစမ်းတဲ့အခါမှာအပြင်းမဲ့ဆုလက်တွေ hygiene factors တွေကိုပဲဦးစားပေးလေးရှိကြတယ်လို့ဆိုပါတယ်။ဥပမာလစာကောင်းတာယာထူးတိုးတာလုပ်ငန်းခွင်အခြေအနေကောင်းတာလုပ်ဖို့ကိုင်ဖက်တွေနဲ့ဆက်ဆံရေးပြည့်ပြည့်တာလုပ်ငန်းရဲ့လုံခြုံမှုရှိတာစတာတွေပါလုပ်ငန်းခွင်တစ်ခုမှာဝန်ထမ်းတွေရဲ့လစာယာထူးပတ်ဝန်းကျင်စတဲ့အပြင်းပန်းအခြေအနေတွေကိုပြုပြင်ပေးလိုက်ရင်သူတို့ရဲ့မကျေနပ်ချက်တွေလျော့နေသွားလေးရှိပါတယ်ဒီအရာတွေဟာမရှိမဖြစ်လိုအပ်ပေမဲ့ဝန်ထမ်းတဦးကိုပျော်ရွှင်စေမဲ့စစ်မှန်တဲ့အကြောင်းတရားတွေမဟုတ်ပါဘူးလစာမြင့်လာတိုင်းယာထူးတိုးတိုင်းတကယ်ပျော်ရွှင်ရတာမျိုးမဟုတ်ပါဘူးလို့စာရေးသူကဆိုပါတယ်ဥပမာအားဖြင့်ဝန်ထမ်းတစ်ယောက်ဟာလစာတိုးလို့ခဏတာပျော်ရွှင်နိုင်ပေမဲ့သူလုံနေရတဲ့အလောက်ကစိန်ခေါ်မှုတွေမရှိဘူးအပြောင်းအလဲတွေမရှိဘူးကိုယ့်ရဲ့စွမ်းရည်တွေကိုပြည့်ပြည့်ဝဝအသုံးချခွင့်မရှိဘူးလို့ခံစားရတယ်ဆိုရင်အဲ့ဒီပျော်ရွှင်မှုကကြာရှည်မခံပါဘူးလစာဘလောက်တိုးလုပ်ငန်းခွင်မှာစိတ်ကြည်နပ်မှုရှိလာမှာမဟုတ်ပါဘူးဒါဟာစီးပွားရေးလောကမှာကုမ္ပဏီတွေကဝန်ထမ်းတွေကိုထိန်းသိမ်းရမှာမကြာခဏမှားယွင်းတတ်တဲ့အချက်တစ်ချက်လည်းဖြစ်ပါတယ်။ဒါဆိုတကယ်တမ်းအလုံးမှာပျော်ရွှင်စေတာကဘာတွေလဲ။ကိုယ့်ရဲ့အသက်မွေးဝမ်းကြောင်းအလုံးလုံးရမှာတကယ်ကိုပျော်ရွှင်ခြင်းနဲ့ဆိုရင်ကိုယ့်ရဲ့အတွင်းစိတ်လိုလားချက်တွေကိုဖြည့်ဆည်းပေးနိုင်တဲ့အလုပ်မျိုးကိုရှာဖွေရပါမယ်။ကိုယ့်ရဲ့စိတ်ကိုယ်စိတ်တန်းတွေကိုအကောင့်ထဲပေါ်ခွင့်ရတာစိန်ခေါ်မှုအသစ်တွေကိုရင်ဆိုင်ရပြီးအဲ့ဒီစိန်ခေါ်မှုတွေကိုကျော်လွှားနိုင်တာအသစ်အစမ်းတွေကိုဖန်တီးခွင့်ရတာကိုယ့်ရဲ့ဗဟုသုတနဲ့ကျွမ်းကျင်မှုတွေတိုးတက်လာတယ်လို့ခံစားရတာကိုလုံးနေတဲ့အလုပ်ကတခြားသူတွေအတွက်ဒါမှမဟုတ်လူအဖွဲ့အစည်းအတွက်တန်ဖိုးတစ်ခုခုဖန်တီးပေးနိုင်တယ်ဆိုတဲ့ခံစားချက်မျိုးတွေဟာရေရှည်အတွက်ပျော်ရွှင်စေမဲ့စစ်မှန်တဲ့အလုပ်ရဲ့အတိတ်ပဲတွေဖြစ်ပြီးတော့အတွင်းစိတ်ကိုလှုံ့ဆော်ပေးပြီးပျော်ရွှင်စေတာပါဒီလိုအတွင်းစိတ်လှုံ့ဆော်မှုတွေကရေရှည်မှာပိုမိုခိုင်မာတဲ့စိတ်ကျေနပ်မှုနဲ့အတိတ်ပဲရှိတဲ့လုပ်ငန်းခွင်ဘဝကိုပေးစွမ်းနိုင်ပါတယ်။ဒါကြောင့်အသက်မွေးဝမ်းကြောင်းလုပ်ငန်းတစ်ခုကိုရွေးချယ်တဲ့အခါဒါမှမဟုတ်ကိုယ့်ရဲ့လက်ရှိလုပ်နေတဲ့လုပ်ငန်းခွင်ကြံ့လည်သုံးသပ်တဲ့အခါမှာငွေကြေးနဲ့ယာထူးလိုအပြင်းမဲ့အရာတွေထက်ကိုယ့်စိတ်ကိုတကယ်ကျေနပ်စေမဲ့ကိုယ့်ရဲ့စွမ်းဆောင်ရည်တွေကိုအသုံးချခွင့်ရမဲ့ကိုယ့်ဘဝအတွက်အသေးပဲရှိတဲ့ရည်မှန်းချက်တစ်ခုကိုပေးနိုင်မဲ့ကိုယ်တိုင်တိုးတက်ပြောင်းလဲနိုင်မဲ့အလုပ်မျိုးကိုရှာဖွေဖို့လိုအပ်ပါတယ်။အဲ့ဒီလိုမှသာကိုယ့်အလုပ်ကိုစိတ်အားထက်သန်စွာနဲ့လှုပ်ဆောင်နိုင်ပြီးဘဝမှာတကယ်ပျော်ရွှင်မှုကိုရရှိနိုင်မှာဖြစ်ပါတယ်။အောင်မြင်မှုဆိုတာလစာနဲ့ယာထူးတိုးတာတွေနဲ့တင်မကကိုယ့်ရဲ့ဘဝကိုဘယ်လောက်ထိအသေးပဲရှိရှိနေထိုင်နိုင်ခဲ့သလဲဆိုတာကိုပါထည့်သွင်းတိုင်းတာတင်တယ်လို့စာရေးသူကဆိုပါတယ်။အပိုင်းနဲ့လူမှုဆက်ဆံရေးတွေအောင်မြင်ဖို့
လူသားတွေရဲ့ဘဝမှာအရေးကြီးတဲ့လူမှုဆက်ဆံရေးတွေရဲ့တန်ဖိုးနဲ့ခိုင်မာအောင်တည်ဆောက်ပုံအကြောင်းကိုစီးပွားရေးစီမံခန့်ခွဲမှုမှာမရှိမဖြစ်လိုအပ်တဲ့အရင်းအမြစ်ခွဲဝေသုံးစွဲခြင်းနည်းရာမှာ The Principle of Allocating Resources ကိုအသုံးပြုပြီးဆွေးနွေးထားပါတယ်။လူတွေဟာသူတို့ရဲ့အဖိုးတန်တဲ့အချိန်စွမ်းအင်နဲ့ငွေကြေးတွေကိုသူတို့တကယ်ဦးစားပေးတဲ့မိသားစုမိတ်ဆွေတို့အတွက်ပဲသုံးလေးရှိပါတယ်။ဥပမာစီးပွားရေးလုပ်ငန်းတစ်ခုဟာရေရှည်မှာရှင်သန်ကြီးပွားဖို့ဆိုရင်သုတေသနနဲ့ဖွံ့ဖြိုးတိုးတက်မှု R&D လိုမျိုးအနာဂတ်အတွက်အရေးကြီးတဲ့အရာတွေမှာတသမတ်တည်းရင်းနှီးမြှုပ်နှံရပါတယ်။အဲ့ဒီလိုရင်းနှီးမြှုပ်နှံမှုတွေမလုပ်ခဲ့ရင်နောက်ပိုင်းမှာပြိုင်ဆိုင်မှုပြင်းထန်လာတဲ့အခါလုပ်ငန်းဟာအကျိုးအမြတ်မရတော့ပဲပြိုလဲသွားနိုင်ပါတယ်။အဲ့ဒီလိုပဲဘဝမှာခင်ပွန်းတဲ့နဲ့ဇနီးတဲ့ဆက်ဆံရေးမိဘနဲ့သားသမီးဆက်ဆံရေးရင်းနှီးသောမိတ်ဆွေများနဲ့ဆက်ဆံရေးတွေဟာရေရှည်မှာပျော်ရွှင်မှုနဲ့စိတ်ကျေနပ်မှုကိုပေးနိုင်မဲ့အရေးကြီးဆုံးရင်းနှီးမြှုပ်နှံမှုတွေဖြစ်ပါတယ်။လူအများစုဟာအသက်မွေးဝမ်းကျောင်းမှာအောင်မြင်ဖို့အတွက်အလုံးမှာအချိန်တွေစွမ်းအင်တွေအများကြီးကုန်ဆုံးနေတတ်ကြပါတယ်။ဒီလိုလုပ်ရင်ကိုယ့်ရဲ့အချစ်ရဆုံးသူတွေဖြစ်တဲ့မိဘအိမ်ထောင်ဖက်သားသမီးတွေနဲ့ရင်းနှီးတဲ့မိတ်ဆွေတွေအတွက်အချိန်ပေးဖို့မိလျော့နေတတ်ကြပါတယ်။အဲ့ဒီလိုအချိန်ပေးဂရုစိုက်ခြင်းမရှိဘဲဆက်ဆံရေးတွေကိုလျစ်လျူရှုထားမိရင်ရေရှည်မှာပြန်ပြီးပြုပြင်ဖို့မလွယ်ကူတော့ပါဘူး။ဒါမှမဟုတ်ဘယ်တော့မှပြန်မရနိုင်တော့ဘူးဆိုတဲ့အချက်ကိုတတိပြုရမှာဖြစ်ပါတယ်။အလုံးမှာခဏတာအောင်မြင်မှုတွေရနိုင်ပေမဲ့ကိုချစ်ရတဲ့သူတွေနဲ့ဆက်ဆံရေးတွေယူယွင်းပျက်စီးသွားရင်ဘဝရဲ့အကြီးမားဆုံးသောနောင်တတွေထဲကတစ်ခုဖြစ်လာပါလိမ့်မယ်။လုပ်ငန်းခွင်မှာအောင်မြင်မှုကိုငွေဘယ်လောက်ရှာနိုင်လဲဆိုတာနဲ့တိုင်းတာသလိုကိုယ်ပိုင်ဘဝမှာအောင်မြင်ပျော်ရွှင်မှုကိုတိုင်းတာဖို့အတွက်မိသားစုမိတ်ဆွေတွေနဲ့ခိုင်မာပြီးချစ်ခင်ရင်းနှီးတဲ့ဆက်ဆံရေးတွေကိုဘယ်လိုတည်ဆောက်နိုင်လဲဆိုတာနဲ့တိုင်းတာရမှာဖြစ်ပါတယ်လို့စာရေးသူကဆိုပါတယ်။ဒါကြောင့်အလုံးနဲ့ဘဝကိုမှန်ကန်မျှတအောင်လုပ်ပြီးကိုယ့်ရဲ့အဖိုးတန်တဲ့အရင်းမြစ်တွေဖြစ်တဲ့အချိန်နဲ့ငွေကိုတကယ်အရေးကြီးတဲ့ဆက်ဆံရေးတွေမှာမှန်မှန်ကန်ကန်အသုံးချပါမိသားစုနဲ့အတူတန်ဖိုးရှိတဲ့အချိန်တွေပေးပါတငယ်ချင်းတွေနဲ့အဆက်အသွယ်မပြတ်ပါစေနဲ့ကိုချစ်ရတဲ့သူတွေရဲ့စိတ်ခံစားမှုနဲ့လိုအပ်ချက်တွေကိုဂရုစိုက်ပေးပါဒီလိုရည်ရွယ်ချက်ထားရင်းနှီးမြှုပ်နှံခြင်းအပြင်သာဘဝတစ်လျှောက်လုံးတကယ်ကိုပြီးပြည့်စုံသောပျော်ရွှင်သောအတိတ်ပဲရှိသောဘဝကိုရရှိပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်လို့စာရေးသူကအကြံပြုထားပါတယ်။အပိုင်းတုံးရိုးသားဖြောင့်မတ်မှုနဲ့ကိုကျင့်တရားဒီအပိုင်းမှာတော့ဘဝရဲ့အုတ်မြစ်ဖြစ်တဲ့ရိုးသားဖြောင့်မတ်မှုနဲ့ကိုကျင့်တရားဆိုင်ရာခိုင်မာမှုတွေကိုဘလို့ထိမ့်သိမ်းမလဲဆိုတဲ့အကြောင်းကိုစီးပွားရေးမှာအသုံးပြုတဲ့ marginal costing theory နဲ့နှိုင်းယှဉ်ပြီးဆွေးနွေးထားပါတယ်။ marginal costing သဘောတရားဆိုတာကြာရှုံးတဲ့အလုပ်တစ်ခုရဲ့ကုန်ကျစရိတ် cost ကအစပိုင်းမှာသေးငယ်ပြီးအလွယ်တကူကျော်လွှားနိုင်မယ်လို့ထင်ရပေမဲ့အဲ့ဒါကိုလက်ခံလိုက်တာနဲ့နောက်ဆက်တွဲကုန်ကျစရိတ်တွေကအစမတန်ကြီးမားလာပြီးထိန်းချုပ်လို့မရတော့တဲ့အထိဖြစ်သွားနိုင်တယ်ဆိုတာကိုဆိုလိုတာပါစီးပွားရေးလုပ်ငန်းတွေမှာအကျိုးအမြတ်နည်းနည်းလေးပိုရဖို့အတွက်ဒါမှမဟုတ်လက်ရှိအခက်အခဲကနေလွတ်မြောက်ဖို့အတွက်တရားမဝင်တဲ့လုပ်ရက်သေးသေးလေးတွေကိုစလုပ်မိရာကနေနောက်ဆုံးမှာကြီးမားတဲ့လိမ်လည်မှုတွေဖောက်ပြန်မှုတွေနဲ့ကုမ္ပဏီတစ်ခုလုံးပြိုလဲသွားတဲ့အထိဖြစ်နိုင်ပုံကို Enron ကုမ္ပဏီရဲ့ဖြစ်ရပ်နဲ့ဥပမာပေးထားပါတယ်။အစားကတော့ငွေစင်းရဲ့အမှားအယွင်းလေးတွေကနေစားခဲ့တာပါ။ဒီတစ်ခါလေးတော့စင်းကိုလှည့်စားလိုက်မယ်ဆိုတဲ့အတွေးနဲ့စားခဲ့ရကနောက်ဆုံးမှာကုမ္ပဏီကြီးတစ်ခုလုံးပြိုလဲခဲ့ရပြီးထိတ်တန်းအရာရှိတွေထောင်ကျတဲ့အထိဖြစ်ခဲ့ရပါတယ်။ဒီလိုပါပဲကျွန်တော်တို့ရဲ့ကိုယ်ပိုင်ဘဝမှာလည်းအစပိုင်းမှာတင်းငယ်တဲ့ထင်ရတဲ့ကိုကျင့်တရားမဲ့တဲ့ဆုံးဖြတ်ချက်လေးတွေဟာနောင်တစ်ချိန်မှာကြီးမားတဲ့ပြန်ပြင်လို့မရတဲ့နောက်ဆက်တွဲဆိုးကျိုးတွေစီကိုဥတီသွားနိုင်တယ်လို့စာရေးသူကဆိုပါတယ်။မြင်သာအောင်ပြောရရင်လူအများစုမကြာခဏတွေးမိတတ်တဲ့တခါလောက်တော့ဘာဖြစ်လဲဒါမှမဟုတ်တစ်ချိန်တည်းပဲခွင့်ပြုလိုက်ပါဆိုတဲ့အတွေးမျိုးတွေပဲဖြစ်ပါတယ်။ဥပမာចောင်းသားဘဝစာမေးပွဲမှာဒီတစ်ခါလေးခိုးချလိုက်တာဘာဖြစ်မှလဲဘယ်သူမှလည်းမသိပါဘူးလို့တွေးပြီးစလုံးမိရာကနေနောက်ပိုင်းမှာဒါဟာအကျင့်တစ်ခုလိုဖြစ်လာပြီးတကယ်ဘဝမှာအောင်မြင်မှုရဖို့အတွက်မဟုတ်မမှန်တဲ့နီးလန်းတွေကိုပဲအားကိုးတတ်တဲ့သူဖြစ်သွားနိုင်ပါတယ်။အလောက်ခွင်မှာဆိုရင်လေဒီတစ်ခါလေးတော့ကို့လှုပ်ဖို့ကိုင်ဖက်ကိုမှန်မှန်တဲ့အချက်လက်တစ်ခုပြောပြီးကို့အလုပ်ကိုအောင်မြင်အောင်လုပ်လိုက်မယ်လို့ဆုံးဖြတ်မိရာကနေ
နောက်ပိုင်းမှာကိုယ့်အပေါ်ယုံကြည်မှုကင်းမဲ့လာပြီးလုပ်ငန်းခွင်ဆက်ဆံရေးတွေပျက်စီးသွားနိုင်ပါတယ်။ဒါမှမဟုတ်ကုမ္ပဏီရဲ့စီးမြင်စည်းကမ်းတွေကိုလိုက်နာဖို့ပေါ်ဆလာပြီးနောက်ဆုံးမှာအလုပ်ပြုတ်တဲ့အထီတောင်ဖြစ်သွားနိုင်ပါတယ်။ပုဂ္ဂိုလ်ရေးဘဝမှာလည်းအတူတူပါပဲ။ချစ်သူကိုဒီကိစ္စလေးတော့တစ်ခါလောက်လိန်လိုက်တာဘာဖြစ်လဲလို့တွေးပြီးစလုပ်မိရကနေအဲ့ဒီလိုလိန်ညာမှုတွေကနေတစ်ဆင့်အပြန်အလှန်ယုံကြည်မှုပြတ်ပြားသွားပြီးဆက်ဆံရေးတစ်ခုလုံးပြိုကွဲသွားနိုင်ပါတယ်။ဒီလိုတခါတည်းဆိုတဲ့လုပ်ရက်တွေကလူသားတွေရဲ့ကိုယ်ကျင့်တရားဆိုင်ရာကန့်သက်ချက်တွေကိုသတ်မှတ်ထားတဲ့စီးမြင်တွေနဲ့ကိုယ့်ရဲ့ဆင်ခြင်တုံတရားတွေကိုတဖြည်းဖြည်းချင်းလျှော့ချပစ်လိုက်တာပါပထမဆုံးအချိန်မှာစိတ်မလုံခြုံမှုနဲ့ကြောက်ရွံ့မှုတွေရှိနိုင်ပေမဲ့နောက်တစ်ခါမှပိုမိုလွယ်ကူလာပြီးနောက်ဆုံးမှာအဲ့ဒီလိုလှုပ်ရက်တွေဟာကိုယ့်ရဲ့အကျင့်စရိုက်အစိတ်အပိုင်းတစ်ခုတောင်ဖြစ်လာနိုင်ပါတယ်ဒီလိုနဲ့အမားတွေဟာအမားတွေအဖြစ်ကနေအကျင့်တွေအဖြစ်ကိုကူးပြောင်းသွားပြီးမှောင်မိုက်တဲ့လမ်းကြောင်းစီကိုဆွဲခေါ်သွားနိုင်ပါတယ်ဒါကြောင့်ကျွန်တော်တို့ရဲ့ကိုကျင့်တရားဆိုင်ရာစံနှုန်း moral principle တွေကိုဘယ်တော့မှမလျှော့တဲ့နဲ့တခုတည်းသောချွင်းချက်မရှိတဲ့အရာတွေအဖြစ်သတ်မှတ်ထားဖို့လိုတယ်လို့သုံးသပ်ထားပါတယ်။ကိုယ့်ရဲ့ကိုကျင့်တရားဆိုင်ရာကန့်သတ်ချက်တွေကိုရေးပေါ်မှာရေးထားတဲ့စာလုံးတွေလိုမဟုတ်ပဲကြောက်တုံးပေါ်မှာထွင်းထုထားတဲ့စာလုံးတွေလိုခိုင်ခိုင်မာမာချမှတ်ထားဖို့နဲ့ဘလို့ဖိအားဘလို့ဆွဲဆောင်မှုဘလို့အခြေအနေမျိုးမှမဆိုရိုးသားဖြောင့်မတ်မှုကိုလုံးဝမဖောက်ဖျက်မိအောင်နေထိုင်ရမှာဖြစ်ပါတယ်။ကိုယ့်ရဲ့ယုံကြည်ချက်တွေကိုမြဲမြဲကင်ဆွဲထားပြီးကိုယ့်ရဲ့တန်ဖိုးတွေနဲ့အညီနေထိုင်တတ်ဖို့ကိုကျင့်တရားဆိုင်ရာအခြေခံမှုတွေကိုဘယ်တော့မှအလျှော့မပေးမိဖို့စာရေးသူကလမ်းညွှန်ပေးထားပါတယ်။ဒီလိုခိုင်မာတဲ့ကိုကျင့်တရားကိုထိမ့်သိမ်းခြင်းအပြင်သာကျွန်တော်တို့ဟာဘဝမှာနောင်တကင်းပြီးဂုဏ်သိက္ခာရှိစိတ်ချမ်းသာစွာနေထိုင်နိုင်မဲ့လိပ်ပြလုံးပြီးအောင်မြင်ပျော်ရွှင်တဲ့ဘဝတစ်ခုကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။အခုဆိုရင်တော့ How will you measure your life စာအုပ်ကိုလေ့လာခဲ့ကြပြီးပါပြီ။ဒီစာအုပ်ကဘဝကိုစီးပွားရေးလုပ်ငန်းတစ်ခုလိုပဲရည်ရွယ်ချက်ရှိစီမံခန့်ခွဲဖို့ရေရှည်မှာစစ်မှန်တဲ့ပျော်ရွှင်မှုနဲ့အသေးပဲရှိရဲ့ဘဝကိုဘယ်လိုတည်ဆောက်ရမလဲဆိုတာကိုလမ်းညွှန်ပေးထားပါတယ်။ဘဝအောင်မြင်မှုကိုတိုင်းတာတဲ့အခါပတ်စံနဲ့ယာဒူးလိုအပေါ်ယံအောင်မြင်မှုတွေထက်တကယ်ကိုအရေးကြီးတဲ့အရာတွေဖြစ်တဲ့ပျော်ရွှင်တဲ့အသက်မွေးဝမ်းကြောင်းခိုင်မာတဲ့လူမှုဆက်ဆံရေးနဲ့မရင်းရိုင်တဲ့ကိုကျင့်တရားတို့မှာဘလောက်အထိရင်းနှီးမြုပ်နှံခဲ့တယ်လဲဆိုတဲ့အပေါ်မှာမူတည်တယ်ဆိုတာပါပဲအလုံးမှာပျော်ရွှင်မှုဆိုတာလစာကောင်းတာထက်ကိုယ့်ရဲ့စွမ်းရည်တွေကိုအသုံးချခွင့်ရပြီးတိုးတက်မှုရှိရည်ရွယ်ချက်ပြည့်ဝတဲ့အလုပ်မျိုးကိုရှာဖွေဖို့လိုပါတယ်လူမှုဆက်ဆံရေးတွေအောင်မြင်ဖို့ဆိုတာကိုယ့်ရဲ့အဖိုးတန်တဲ့အချိန်နဲ့ငွေတွေကိုကိုချစ်ရတဲ့မိသားစုနဲ့မိတ်ဆွေတွေအတွက်ပေးဆက်ဖို့မှန်မှန်ကန်ကန်ခွဲဝေသုံးစွဲဖို့လိုအပ်ပါတယ်။ရိုးသားဖြောင့်မတ်စွာနေထိုင်ဖို့ဆိုတာကတော့တခါလောက်တော့ဘာဖြစ်လဲဆိုတဲ့အတွေးမျိုးကိုရှောင်ပြီးကိုယ့်ရဲ့ကိုယ်ကျင့်တရားဆိုင်ရာမူတွေကိုဘလို့အခြေအနေမျိုးမှမဖောက်ဖျက်မိအောင်ခိုင်ခိုင်မာမာထိမ့်သိမ့်ဖို့အရေးကြီးပါတယ်။ဒီစာအုပ်ကဘဝမှာဘာကိုဦးစားပေးရမလဲဆိုတဲ့မေးခွန်းကိုပြန်လည်စဉ်းစားစိတ်ပြီးအချိန်တွေအင်အားတွေမဖြုံးမိပဲတကယ်ကိုတန်မိုးရှိတဲ့အရာတွေမှာရင်းနှီးမြုပ်နှံတတ်ဖို့တိုက်တွန်းထားပါတယ်။လူသားတွေရဲ့ဘဝဟာအချိန်တိုင်းရွေးချယ်မှုတွေနဲ့ပြည့်နှက်နေပြီးဒီရွေးချယ်မှုတိုင်းကပဲအနာဂတ်ကိုပုံဖော်ပေးနေတာဖြစ်ပါတယ်ဆိုတာကိုပြောကြားရင်းနဲ့ဒီနေ့တင်ဆက်မှုကိုအဆုံးသတ်ချင်ပါတယ်။အဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်။အားလုံးပဲပျော်ရွှင်ချမ်းမြေ့ကြပါစေ။